はい、皆さん、こんばんは。ゆるい日本語へ The N2 N1 Level Reading Class Free အတန်းလေးရဲ့ပထမဦးဆုံးဗီဒီယိုကနေစပါမယ်။ဒီဗီဒီယိုနံပါတ်1မှာကျွန်တော်ကဘာအကြောင်းပြောမှာလဲဆိုလို့ရှိရင်เนาะဒါမနဆန်တို့အတွက်ကို reading ဖတ်တဲ့အခါမှာသိတဲ့နဲ့အပြင်ဘ ഹു တုတလေးလိုပဲပြောကြပါစို့เนาะအဲ့ဒါလေးပေါ့သိထားလို့ရှိရင်ပိုကောင်းတဲ့ဟာလေးပေါ့ဘာလို့ခေါ်လဲဆိုလို့ရှိရင် rain တိုင်းရွှေ့ချက်ခုလို့ခေါ်ပါတယ်เนาะ rain တိုင်းရွှေ့ချက်ခု rain တိုင်းဆိုတာကအတွဲလိုက်ဆိုတဲ့အဓိပ္ပာယ်เนาะအတွဲဆက်အတွဲလိုက်ဖြစ်နေရမျိုးရွှေ့ချက်ခုဆိုတာအလားဆန်တယ်ဆိုတဲ့အဓိပ္ပာယ်အတွဲလိုက်အလားဆန်တာပေါ့เนาะဒါအတွဲလိုက်အလားဆန်တယ်ဆိုတဲ့ပုံစံဒါဘာကိုပြောတာလဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုမှာရှင်းပြမှာဖြစ်ပါတယ်ဒီအတွဲဆက်အလားဆန်ခြင်းကိုသိခြင်းအပြင် reading ဖတ်တဲ့အခါမှာဘယ်လိုအကျိုးရှိသလဲဆိုတာကိုလည်းထည့်ပြီးတော့မှပြောသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ပထမဦးဆုံးတွင်တိုက်ရွှေ့ချက်ခုဆိုတာဘာလဲဆိုတဲ့ဟာလေးကစပါမယ်เนาะသူကနံပါတ်1ချက်ဘာလဲဆိုလို့ရှိရင်မေရှိနော်ခါစာလေးပေါ့မေရှိဆိုမှနားဆန်ပြီးသား noun ကိုပြောတာเนาะ noun ကိုသူကဘာလုပ်မှာလဲဆိုရင်အလားဆန်မှာပေါ့ noun တစ်ခုအလားဆန်တယ်ဥပမာအဖြစ်ကျွန်တော်ဒီကိတ်မုတ်ကိုကြိုက်ပြီဒါဆိုလို့ရှိရင်ကိတ်မုတ်ဆိုတဲ့ noun ကိုကျွန်တော်တို့ကရိုးရိုးလေးပဲပြောလိုက်တာပေါ့เนาะအဲ့ဒါကိုမှထပ်ပြီးကျွန်တော်ထပ်ကွန်မယ်ကျွန်တော်ဒီအမေလှုပ်ပေးသောကိတ်မုတ်ကိုကြိုက်ပြီကိတ်မုတ်တော့ကိတ်မုတ်ပဲဘာကိတ်မုတ်လဲဆိုလို့ရှိရင်အမေလှုပ်ပေးတဲ့ကိတ်မုတ်အဲ့တော့အမေလှုပ်ပေးသောဆိုတဲ့စကားစုသည်ကိတ်မုတ်ဆိုတဲ့ noun ကိုပို့ပြီးတော့မှလေးနက်သွားစေတယ်ပို့ပြီးတော့မှအဓိပ္ပာယ်ရှိသွားစေတယ်ပေါ့တနည်းအားဖြင့်ပြောလို့ရှိရင်ကိတ်မုတ်ဆိုတဲ့မေရှိကိုသူဒီအလားဆင်ပြလိုက်တာပဲဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ခါစားရီလို့ခေါ်ပါတယ်မေရှိနော်ခါစားရီပေါ့ဟုတ်ပြီနော်ဂျပန်စာနဲ့ဆိုရင်တော့ရန်တိုင်းရွှေ့ချက်ကူလို့ခေါ်ပါတယ်ဟုတ်လားအဲ့တော့ကျွန်တော်ဒီအမေလှုပ်ပေးသောကိတ်မုတ်ကိုကြိုက်ပြီကိတ်မုတ်ဆိုတဲ့ noun ရဲ့အရှိမအမေလှုပ်ပေးသောဆိုတဲ့စကားစုတစ်ခုကကပ်ပြီးလိုက်လာတယ်ပေါ့နော်ဒါကြောင့်မို့လို့များသောအားဖြင့်ဒီအလားဆင်တဲ့ဟာတွေဒီ noun ရဲ့အရှိမပဲကပ်ပြီးတော့မှလိုက်လေရှိပါတယ်မေရှိနော်မှာရဲ့ပေါ့နော်အဲ့မှာလိုက်လေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအတွဲလိုက်အလားဆင်နေဆိုတဲ့အကြောင်းအရာကိုဘာကြောင့်ဒီနေရာမှာအသေးစိတ်တစ်ခုတစ်ခါပြောနေရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့စာဖတ်တဲ့အခါမှာပေါ့နော်ဒါပထမဆုံးဗီဒီယိုမှာပြောခဲ့သလိုပဲလိုရင်းကိုသိရမယ့်အချက်လည်းရှိတယ်ပြီးလို့ရှိရင်စာလအောင်ကိုထည့်ပြီးတော့မှအလားဆန်ထားတဲ့စကားလုံးတွေရှိတယ်ဒီအလားဆန်တဲ့စကားလုံးတွေမှာစေရိုအခုပြောတဲ့ render ရွှေ့ချက်ခုဆိုတာလည်းပါတာပေါ့နော်အဲ့တော့ဘယ်စာသားကနေဘယ်စာသားလောက်ထိရကိုအဓိကသိရမယ့်ဟာလေဘယ်ကနေဘယ်အထိကအဲ့လိုမျိုး render ရွှေ့ချက်ခုလို့ခေါ်တဲ့အလားဆန်တာလားဖြစ်မလဲဆိုပြီးတော့မှဒီလိုမျိုး hand e လို့ခေါ်တဲ့ဒီကိုကဒီအဝင်းအဝိုင်းပမာဏကိုသိရမယ်ပေါ့နော်ဒါမျိုးဘယ်ကနေဘယ်စာအထိကငါမဖတ်လဲရတယ်ဘယ်စာကတော့ငါသိရမယ်ဆိုပြီးတော့မှအဲ့လိုမျိုးခွဲနိုင်သွားစေဖို့အတွက်ဒါကိုသင်ပေးရဖြစ်ပါတယ်နော်အဲ့တော့ပထမဆုံး red line လေးကြည့်အောင်နော်အဲ့တော့စောစောကကျွန်တော်ပြောခဲ့တဲ့မြန်မာလိုဥပမာလေးကိုပဲကျွန်တော်ဒီမှာဂျပန်လိုပြန်ပြီးတော့မှရှင်းပြပေးတာပါတယ်အဲ့တော့ဝါတာရှီကဟာဟာကစကုတေခရတာခေခီယိုတာပေတာကျွန်တော်ဒီအမေလုပ်ပေးခဲ့တဲ့ကိတ်မုတ်ကိုစားခဲ့တယ်ပေါ့နော်ခေဒါ just simple sentence ပဲရိုးရှင်းတဲ့စာသားလေးပဲကျွန်တော်အောက်မှာမိခွန်းတစ်ခုမေးထားပေးတယ်ကိုကိုတဲ့ omona ပေါ့နော်မေရှိတိုတိုရှိဝနန်ဒက်စကာပေါ့ဒီနေရာမှာအဓိကအရေးကြီးတဲ့ noun တစ်ခုနဲ့ verb တစ်ခုကဘာလဲဆိုတော့မနာဆန်တော့အရင်မြင်အောင်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့အဓိကကြတဲ့ noun ကဘာလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲ cake key ပေါ့နော် cake key ကိတ်မုတ်ပေါ့ကိတ်မုတ်ဆိုတဲ့ noun ကအဓိကကြတယ်အဓိကကြတဲ့ verb ကဘာလဲဆိုရင်ဒါဘက်တာပေါ့နော်ဒါမျိုးစားခဲ့တယ်ပေါ့ကိတ်မုတ်ကိုစားခဲ့တယ်ဆိုတဲ့ဟာကိတ်မုတ်ကအဓိကကြတယ်ဒီစာသားမှာအဓိကပေးခြင်းတဲ့ message noun ပဲပြောကြပါစို့နော်အဓိကပေးခြင်းတဲ့ message noun ကဘာလဲဆိုရင်ကိတ်အဓိကပေးခြင်းတဲ့ message verb ကဘာလဲဆိုရင်ဒါဘက်တာကိတ်ကိုသူစားခဲ့တယ်ပေါ့နော်ဒါမျိုးပေါ့အဲ့တော့သူ့ရဲ့အဖြေကပါလဲဆိုအဓိကကျတဲ့ Meshi က Keki ဖြစ်ပါတယ်အဓိကကျတဲ့ Doshi က Tabeta ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီလိုမျိုးအရေးကြီးတဲ့ noun အရေးကြီးတဲ့ verb ကိုသိပြီးကျွန်တော်ကဘာဆက်လုပ်ရမှာလဲပေါ့နော်အဲ့တော့ဆိုရဲတဲ့တို့ဆိုလို့ပေါ့အဲ့ဒီဟာနဲ့ဘာလုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာသားတစ်ခုကိုဖတ်လိုက်တဲ့အခါမှာအရေးကြီးတဲ့ noun တစ်ခုအရေးကြီးတဲ့ verb တစ်ခုကိုတွေ့ပြီဆိုလို့ရှိရင်ဒီစာသားကပြောချင်တဲ့အဓိက message ဂျီယောနာဂျောဟိုကိုကျွန်တော်တို့ထုတ်ယူလို့ရပြီနော်ဥပမာဖြင့်ဒီမှာဆိုလို့ရှိရင်စောစောကပြောခဲ့တဲ့စာသားမှာပေါ့နော်ဒါအဓိကကျတဲ့ noun ကဘာလဲဆိုလို့ရှိရင် keki အဓိကကျတဲ့ doshi ကဘာလဲဆိုထားပဲတက်ဟုတ်လားအဲ့တော့ဒါကြောင့်မို့လို့ဒီစာသားမှာပေးခြင်းနဲ့ဂျူယောနာဂျိုဟိုကဘာလဲဆိုလို့ရှိရင်သူရဲ့ခွတ်သားရဲ့အနေနဲ့ဘာဖြစ်မလဲဆိုရင် keki ထားပဲတက်ဆိုတဲ့အချက်လက်ဒီစာသားကပေးခြင်းနဲ့အဓိက message ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာအရေးကြီးတဲ့ message ကိုကျွန်တော်တို့သိပြီဆိုလို့ရှိရင်သူနဲ့နောက်ဆက်တွဲဘာသိမလဲဆိုတော့သူရဲ့ဒီစာသားကဘသူအကြောင်းကိုပြောနေရလဲဆိုတော့ target တိုက်ရှုပ်ကိုကျွန်တော်တို့သိမယ်ဟုတ်ပြီနော်
ဆောစောဖတ်လိုက်တဲ့私が母が作ってくれたケーキを食べたအဲ့စာသားမှာဘသူကိုရည်ရွယ်ပြီးဘသူကိုတိုက်လျှောအနေနဲ့ထားပြီးပြောနေရလဲဆိုလို့ရှိရင်私ကိုအဓိကတိုက်လျှောအနေနဲ့ထားပြီးတော့မှပြောနေရပေါ့ဟုတ်ပြီနော်အဲ့တော့私が母が作ってくれたケーキを食べたအဲ့စာသားမှာအဓိကပြောချင်တဲ့စကားကဘာလဲဆိုရင်ကိတ်မုတ်ကိုစားခဲ့တယ်ケーキを食べたဘသူကိုရည်ရွယ်ဘသူကိုဥတီပြီးဘသူကိုတိုက်လျှောအနေနဲ့ထားပြီးပြောနေရလဲဆိုလို့ရှိရင်私ကိုဥတီပြီးတော့မှပြောနေရပေါ့ဒါမျိုးကျွန်တော်တို့တန်းပြီးတော့မှသိပါမယ်Okay ဒါလေးသိပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ reading ဖတ်တဲ့အခါမှာကျွန်တော်တို့ကဒါကိုပြန်အသုံးချရမယ်ဟုတ်ပြီနော်ဆောစောကပြောသလိုပဲဒီလိုမျိုးအရေးကြီးတဲ့ noun တစ်ခု verb တစ်ခုကိုသိပြီဒါဆိုလို့ရှိရင်ကျွေးရောနာချုပ်ကိုဆက်ပြီးတော့မှသိပြီအရေးကြီး message ကိုသိပြီဘယ်သူကိုဥတီပြောလဲဆိုဆက်ပြီးတော့မှသိပြီဒါဆိုလို့ရှိရင်မနာဆိုတော့ဒါဖတ်တဲ့အခါမှာဘာဖြစ်မလဲဆိုလို့ရှိရင်ပို့ပြီးတော့မှညံသွားမယ်ဟုတ်ပြီနော်ကိုခေါင်းထဲမှာမှတ်ရမယ်အချက်လက်ပြီးreading စာပိုက်ကြီးကိုဖတ်လိုက်တယ်ဆိုရင်ခေါင်းထဲမှာမှတ်ရမယ်အချက်လက်ပြီးနည်းနည်းလေးရော့သွားမယ်စာအကုန်ဖတ်စရာမလိုဘဲနဲ့မှပြီးနိုင်မယ်နီလန်းလို့ဒါကျွန်တော်ကခေါ်တာပေါ့နော်ပြီးလို့ရှိရင်ဒါဘသူကို UTB ဘသူကိုတိုက်လျှောအနေနဲ့ထားပြီးမနာဆန်တို့ပြောနေရလဲဆိုတာသိသွားတဲ့အတွက်ဘယ်လိုပြောမလဲစာဖန်ထဲမှာကြောင်ပြောက်တာမျိုးမဖြစ်တော့ဘူးပေါ့နော်ကျွန်တော်တို့တစ်ခါတလေစာဖတ်လိုက်တယ်ဆိုလို့ရှိရင်ဘသူကိုပြောနေရလဲဘာအကြောင်းပြောနေရလဲတစ်ခါတလေခါးလေလောက်မှာပြတ်သွားတာမျိုးဖြစ်တတ်တယ်ဟုတ်တယ်မလားဒါမျိုးတွေမဖြစ်တော့ဘူးပေါ့ဟုတ်ပြီနော်ဟုတ် okay အဲ့တော့ကျွန်တော်အခုပြောလိုက်တဲ့အဓိကကျတဲ့ noun အဓိကကျတဲ့ verb ပြီးလို့ရှိရင်တိုက်လျှော့ရှာတဲ့ပုံစံပြီးဒါကျွန်တော်တို့ဒီအတန်းမှာပေါ့နော်အဓိကကျွန်တော်ပေးခြင်းတဲ့ reading funny message ဖြစ်ပါတယ်စာသားတစ်ကြောင်းကိုဖတ်လိုက်ပြီဆိုလို့ရှိရင်အရေးကြီးတဲ့ verb တစ်ခု noun တစ်ခုကိုရှာပါပြီးလို့ရှိရင် target ကဘာလဲဆိုတာသိအောင်လုပ်ပါပေါ့ဟုတ်ပြီနော်ဒါဒီကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာဆက်ပြီးတော့မှအခြေခံသုံးသွားမယ်reading funny ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဟာကိုပထမဆုံးဗီဒီယိုနံပါတ်1အနေနဲ့ထားပြီးသင်ပေးတာပေါ့နော်ဟုတ်အဲ့တော့ဒီမှာဆက်ပြီးတော့မှစောစောကဗီဒီယိုအစမှာပြောခဲ့တဲ့အကြောင်းပြန်ပြောရမယ်ဆိုလို့ရှိရင်နော်ဒီမှာကျွန်တော်တို့က rain time ရှုပ်ခုနော်အတွဲလိုက်အလားဆန်တယ်ဆိုတဲ့ကိစ္စကိုပြောနေတာအဲ့စောစောကကျွန်တော်ရှင်းပြလိုက်တဲ့私が母が作ってくれたケーキを食べたအဲ့ဒီမှာလည်းသူကအလားဆန်တာလေးပါတယ်ခါသားရီလေးပါတယ်ပေါ့အဲ့ဒီမှာခါသားရီကဘာလဲဆိုတော့ကျွန်တော်လိုက်ရှာကြည့်မယ်နော်အဲ့တော့ဒီမှာစောစောကကျွန်တော်ပြောခဲ့တယ်အဓိကကျတဲ့နောင်ကဘာလဲဆိုလို့ရှိရင် cake ကိတ်မုတ်ဟုတ်ပြီနော်ပြီးရင်စောစောကကျွန်တော်ပြောခဲ့တယ်အလားဆန်တယ်ဆိုတာဒီနောင်ရဲ့အရှိမပဲအမြဲတမ်းရှိတယ်ဟုတ်ပြီနော်ဒါကြောင့်မို့လို့ဒီစာသားမှာအလားဆန်တာကဘာဖြစ်မလဲဆိုလို့ရှိရင်母が作ってくれたケーキကိတ်မုတ်တော့ကိတ်မုတ်ပဲဘာကိတ်မုတ်လဲဆိုလို့ရှိရင်အမေလုပ်ပေးလိုက်တဲ့ကိတ်မုတ်ဟုတ်ပြီနော်私がဆိုတာကျွန်တော်တို့ကじゃတိုက်လျှော့ဖြစ်နေပြီကိုကရည်ရွယ်ပြီးပြောရတဲ့သူဖြစ်နေပြီသူ့ထည့်စဉ်းစားစရာမလိုဟုတ်ပြီနော်ဘာလို့လဲဆိုလို့ရှိရင်ဒီတိုက်လျှော့ဆိုပြီးစာသားတစ်ကြောင်းကိုဖတ်လိုက်တဲ့အခါမှာအရေးကြီးတဲ့ message ပဲအလားဆန်တာမဟုတ်ဘူးဒါကြောင့်သူ့ကိုထည့်ပြီးတော့မှစဉ်းစားစရာမလိုဘူးပေါ့နော်ဟုတ် okay ဒါမှမဟုတ်ဒါဆိုလို့ရှိရင်ဒါအလားဆန်တာလေးပေါ့အဲ့တော့ဒီလိုမျိုးအလားဆန်တဲ့ဟာတွေသိတယ်အရေးကြီးတဲ့ noun တွေ verb တွေတိုက်လျှော့တွေကိုသိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဟာကိုရောက်အောင်ဆက်သွားရမလဲဆိုလို့ရှိရင်စာသားတစ်ကြောင်းရဲ့လိုရင်းအနှစ်ချုပ်ပေါ့ဒါကိုဂျပန်စာမှာဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဟိုနေဂူမီလို့ခေါ်ပါတယ်နော်ဟိုနေဂူမီပေါ့အနှစ်ချုပ်လို့ခေါ်ပါတယ်အဲ့တော့ဒီအနှစ်ချုပ်ကနေဘာလုပ်မလဲဆိုတော့အောက်မှာလောက်ရမယ့်အချက်၃ချက်ရှိတယ်ခါစားရီကိုထိုရင်းတစ်ခုပေါ့ဒီအလားဆန်တာတွေကျွန်တော်တို့ကဖယ်ထုတ်ပလိုက်မယ်ဟုတ်ပြီနော်အလားဆန်တာတွေကိုဖယ်မယ်ဖယ်ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုဂျီယိုနာဂျိုဟိုမစ်ကဲတို့အရေးကြီးတဲ့အချက်လက်ကိုကိုအတွေ့အောင်ရှာမယ်ဟုတ်ပြီနော်အဲ့တော့အရေးကြီးတဲ့အချက်လက်ကိုသိပြီးသူ့ရဲ့တိုက်လျှော့ကိုသိပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့ဆက်နားလည်မလဲဆိုလို့ရှိရင်ဒီစာသားကိုဖတ်လိုက်တဲ့အခါမှာစာရေးသူကဘာပြောချင်တာလဲဆိုတဲ့ message ကိုပါတန်းပြီးတော့မှသိသွားမယ်ပေါ့နော်ဒီတိုက်ခို့တော့ကနာနီကမှာခါလို့ပေါ့စာရေးသူဘာပြောချင်လဲဆိုတာသိအောင်အဲ့လိုမျိုးလှုပ်သွားမယ်ပေါ့ဒါမျိုးပုံစံလေးသွားကြမယ်နော်ဟိုက် okay အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့မှဒီနီလန်းကိုပေါ့ကျွန်တော်တို့အကျိုးရှိရှိနဲ့ထိရောက်မှုရှိအောင်ဘယ်လိုမျိုးသုံးမလဲပေါ့ဒီနေ့ဖတ်တဲ့အခါမှာဘယ်လိုမျိုးလက်တွေ့အသုံးချမလဲပေါ့နော် Jason Tekini လို့ပဲပြောလို့ရပါတယ်เนาะ Jason Tekini ကိုရီစတက်ခီနီဘယ်လိုမျိုးအသုံးချမလဲဆိုလို့ရှိရင်ကျွန်တော်တို့စာသားတစ်ခုကိုဖတ်လိုက်တယ် reading တန်ပုံမဲ့ဖတ်ချိုးပုံမဲ့ဖတ်ချောပုံမဲ့ဖတ်ဒီစာသားတစ်ခုကိုဖတ်လိုက်ပြီဆိုလို့ရှိရင်ဘာလို့အရင်ရှာမလဲဆိုတော့အရေးကြီးတဲ့ noun တစ်ခု verb တစ်ခုကိုအရင်ရှာရမယ်เนาะမဲရှိတော့ရှိစကားစုပေါ့အဲ့နှစ်ခုကိုအရင်ရှာမယ်ပြီးလို့ရှိရင်အဲ့ဒီအရေးကြီးတဲ့ noun နဲ့ verb ကိုကိုကဘာလုပ်မလဲဆိုအောက်မှာ line တားပေးလိုက်เนาะ fan hit ပေါ့เนาะ line တားပေးလိုက်တယ် line တားပေးပြီးလို့ရှိရင်နောက်တခြားသောအရေးကြီးတဲ့အချက်အလက်ပေါ့တခြားသောအရေးကြီးတဲ့အချက်အလက်ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အချိန်တို့နေရာတို့ adjective တို့ adverb တို့ဒါတွေကအရေးကြီးတဲ့ထပ်ဆောင်အချက်အလက်တွေပေါ့နော်
အရေးကြီးတဲ့အချက်လက်လို့ပဲဆိုကြပါစို့စာနည်းနည်းပြောရတာရှင်းနေရဟုတ်လားနော်အဲ့တော့အရေးကြီးရဲ့ noun တစ်ခု verb တစ်ခုပြီးလို့ရှိရင်အရေးကြီးရဲ့တခြားသောအချက်လက်ဘာဖြစ်မလဲဆိုဥမာဖြင့်အချိန်နေရာပြီးလို့ရှိရင် adjective verb ဒါမျိုးလေးတွေဖြစ်မယ်ပေါ့အဲ့လိုမျိုးကောင်းဒီမှာကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်သူကမာရီယိုစခုပေါ့နော်ဝိုင်းပေးလိုက်မယ်အကိုကစာသားတစ်ခုကိုဖတ်လိုက်တယ်ဖတ်ပြီးလို့ရှိရင်အရေးကြီးတဲ့ noun တစ်ခု verb တစ်ခုကိုရှာမယ်ပြီးလို့ရှိရင် line ထားမယ်ပြီးလို့ရှိရင်အရေးကြီးတဲ့တခြားအချက်လက်အချိန်နေရာ adjective verb တွေပါလာပြီဆိုလို့ရှိရင်ဝိုင်းမယ်ပေါ့ဒါမျိုးပုံစံနဲ့ကျွန်တော်တို့စာဖတ်သွားလိုက်မယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီလိုဖတ်သွားခြင်းအဖြစ်စစောကကျွန်တော်ပြောတဲ့အဓိကကြတဲ့ noun တွေ verb တွေကိုရှာတယ်အဓိကကြတဲ့ဤတိုင်းခိုတိုတို့ဂျီဝနာကျော်ဟိုတို့ကိုစကားရှိတာစုလုပ်မယ်ဒါမျိုးတွေအတွက်ကိုကလက်တွေ့ပြန်ပြီးတော့မှအသုံးချနိုင်သွားမယ်ဖြစ်ပါတယ်နော်ဟုတ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ run sheet လေးတစ်ချက်လုပ်ကြည့်ရအောင်เนาะဆိုပြောခဲ့တဲ့အထီရောဟုတ်လားဒီစာသားလေးတစ်ချက်ကြည့်ရအောင်1時間ほど経って長男がテーブルの上に置いてあった新聞を手に取ったဟုတ်လားတနင်္လာလောက်ကြာပြီးနောက်မှဒါသားကြီးကသပွဲခုံပေါ်မှာတင်ထားတဲ့သတင်းစာကိုယူလိုက်တယ်ပေါ့နော်โอเคဒါဘာမှတိတ်မထူးကြဘူးရိုးရှင်းတဲ့စာသားလေးပဲအဲ့အောက်မှာကျွန်တော်မေးခွန်းတစ်ခုမေးထားပေးတယ်新聞を就職しているのはどこからですかဒီသတင်းစာဆိုတဲ့ noun ကိုကျွန်တော် line ထားထားပေးတယ်သူ့ကိုအလားဆင်တာဘယ်နေရာကဖြစ်မလဲပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အဓိကကြတဲ့ noun တစ်ခု verb တစ်ခုကိုရှာမယ်အဓိကကြတဲ့ noun ကဘာလဲဆိုတော့ဒီမှာသိပြီးသားရှင်းပုံအဓိကကြတဲ့ verb ကဘာလဲဆိုလို့ရှိရင် teni totta လက်ထဲမှာယူလိုက်တယ်ပေါ့အဲ့တော့ ကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်သူ့ကိုline ထားရမှာပေါ့နော်line ထားပေးလိုက်တယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဘသူကို UTB ပြောနေရလဲပေါ့ဟုတ်လားဘသူ့ UTB ပြောနေရလဲဆိုလို့ရှိရင်ဒီမှာဆိုသားကြီးကို UTB ပြောနေတာသူ့ဝိုင်းပေးလိုက်တယ်ဟုတ်ပြီနော်နောက်အချိန်တို့နေရာတို့ကတော့လောလောဆယ်မတားသေးလဲရပါတယ်ဟုတ်လားအသိအရှိမကြည့်သေးဘူးဆိုတော့လေဘာလို့လဲဆိုတော့ဒီမေကွန်ကအလားဆန်တဲ့ဟာကိုမေးတာဆိုတော့အသိအရှိမကြည့်သေးဘူးနော်ဟုတ်အဲ့ဆိုရင် okay ဒါကကျွန်တော်တို့ရင်းညွှန်းပြီးပြောတဲ့တိုက်လျှော်ဒါကအရေးကြီးရဲ့ noun ဒါအရေးကြီးရဲ့ verb ဒီမှာမေကွန်ကဗာမေးလဲဆိုလို့ရှိရင်အလားဆန်တဲ့ဟာကိုမေးတယ်အဲ့အလားဆန်တဲ့ဆိုတာသိများသောအားဖြင့်ပမာရှိလဲ noun ရဲ့အရှိမရှိတယ်ဒီစာသားလေးပေါ့ဟုတ်ပြီနော်テーブルの上に置いてあったဆိုတဲ့စာသားလေးဒီချောနန်းကိုထည့်စဉ်းစားစရာလိုလားဆိုရင်မလိုဘာလို့လဲသူဒီတိုက်လျှော့အရေးကြီးတဲ့ဂျီယိုနာကျော်ဟိုဖြစ်တယ်ခါသားလေးမဟုတ်ဘူးနော်ခါသားလေးမဟုတ်တော့သူ့ထည့်စဉ်းစားစရာမလိုဘူးပေါ့နော်အဲဒါကြောင့်မို့လို့ဘယ်ကစမလဲဆိုရင်テーブルの上にဆိုတဲ့စာသားကနေစပါမယ်သတင်းစာကိုယူတယ်ဘာသတင်းစာလဲစပွဲရဲ့အပေါ်မှာတင်ထားတဲ့သတင်းစာဒါမျိုးဖြစ်မယ်ရမယ်နော်အဲ့ဆိုလို့ရှင်ဟိုက်โอเคအဲ့ဆိုနောက်တစ်ပုတ်ထပ်ကြည့်ရအောင်နောက်ထပ် run sheet ပေါ့အဲ့တော့မေခွန်းရင်ဖတ်ကြည့်လိုက်တယ်ပေါ့နော်この本の内容と合うのはどちらかဒီဟာနဲ့ကိုက်ညီတဲ့ဟာဘာလဲပေါ့မှန်တယ်မှားတဲ့ဟာကိုမေးတာနော်မှန်တယ်မှားတဲ့ဟာကိုမေးတာအဲ့တော့幼かった私にとって祖父母の店で雇っていたというその男の人の記憶はအဲ့တော့ဒီစာတော့ကျွန်တော်ဒီတိုင်းပဲဖတ်ချလိုက်တာဒီတိုင်းဘလူးဘလူးဖတ်သွားလိုက်တယ်ပေါ့နော်ဘာနားလဲလဲဆိုလို့ရှိရင်ဘာမှနားမလဲဟုတ်လားအဲ့တော့ဒါကြောင့်မို့လို့ဘာလုပ်မလဲဆိုလို့ရှိရင်အရေးကြီးတဲ့ noun တစ်ခု verb တစ်ခုကိုတားမယ်ပေါ့နော်ဒါမျိုးပုံစံစပြီးလေ့ကျင့်မယ်ဟုတ်လားအဲ့တော့幼かった私にとってဒီဖြတ်လိုက်နော်ကောမပါဆိုတစ်ဖြတ်လိုက်လို့ရပါတယ်အဲ့တော့ဒီစာသားအထိမှာဆိုလို့ရှိရင်အရေးကြီးတဲ့မေးရှိအရေးကြီးတဲ့ noun တစ်ခုကဘာလဲဆိုတော့私သူ line ထားပေးတယ် verb ကပါလားဆိုမပါဘူးအချိန်နေရ adjective verb ပါလားဆိုလို့ရှိရင်ဒီမှာပါတယ်幼かったငယ်ရွယ်ခဲ့တယ်ပေါ့နော်幼かったဆိုတာကြီးကိုအကုန်ဝိုင်းလိုက်ဆရာမလိုဘူးတလားဒီ幼いဆိုတဲ့ခန်းကြီးတွေပဲတစ်ချက်ဝိုင်းလိုက်ပေါ့နော်အဓိကဝိုင်းနဲ့ line ထားရဆိုတာကလေအများကြီးပါလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်ဒါကြောင့်နည်းနည်းလေးထိမ့်ပြီးတော့လုပ်ပါဟုတ်အဲ့တော့နောက်ဆက်ဖတ်ကြည့်မယ်祖父母の店で雇っていたというその男の人の記憶は okay အဲ့တော့ဒီမှာဆိုလို့ရှိရင်အဓိကကြတဲ့ noun ကဘာဖြစ်မလဲဆိုလို့ရှိရင်男の人ဖြစ်သွားမယ်男 line ထားလိုက်ပေါ့နော်အမျိုးသားပေါ့ပြီးလို့ရှိရင်အရေးကြီးတဲ့ verb တွေပါလားဆိုမပါဘူးဒီမှာအချိန်တို့နေရာတို့ဘာတို့မှာပေါ့နော်ပါလားဆိုလို့ရှိရင်ဒီမှာပါတယ်ဒီ祖父母の店ဟုတ်လားဝိုင်းပေးလိုက်တယ်နော်အဲ့တော့အဖိုးဖွားရဲ့ဆိုင်မှာပေါ့နော်လုံနေတဲ့အမျိုးသားပေါ့အဲ့လိုမျိုးကျွန်တော်တို့ဒီမှာဘာလို့ line ထားလဲဘာလို့ဝိုင်းလိုက်လဲဆိုလို့ရှိရင်ဒီကနေကျွန်တော်တို့ပြန်ပြီးတော့မှ
အဓိကကျတဲ့အချက်လက်ကိုပြန်ထုတ်လို့ရတယ်အခုဒီမှာကျွန်တော် wine တာလေးတွေ line တာလေးပဲပြန်ဖတ်ကြည့်မယ်ဆိုရင်တော့အဓိပ္ပာယ်ရှိနေတာတွေ့ရပါလိမ့်မယ်မယုံရင်ကြည့်လိုက်ပါနော်အဲ့တော့ငယ်ရွယ်ခဲ့တဲ့ကျွန်တော်အတွက်ကိုဘာဖြစ်လဲဆိုလို့ရှိရင်ဒီအဖိုးအဖွားရဆိုင်မှာပေါ့နော်ရှိတဲ့ဒီအမျိုးသားကြီးတစ်ယောက်ပေါ့ဒီရှိတွေ့လားဖတ်လို့ကအဆက်အဆက်ရှိနေသေးတယ်အဆက်အဆက်မိအောင်ပြန်ချိန်လို့ရသေးတယ်ဟုတ်ပြီနော်ဒါမျိုးအဲ့လိုမျိုးလှုပ်လိုက်ခြင်းအဖြစ်စာဖတ်တဲ့အခါမှာအများကြီးပြန်ဖတ်เสียရမလို့တော့နည်းနည်းလေးနဲ့ထိထိရောက်နေတာတမ်းပြီးသိသွားမယ်ပေါ့နော်ဘာပြောချင်လဲဆိုတော့はいအဲ့တော့ဆက်ကြည့်အောင်私を抱き上げて弁当の卵焼きを食べさせては美味しいかと尋ねる温かな太い声だけであるအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာစာသားကြီးကအရန်ရှည်နေရပေါ့နော်အဲ့ဆိုဒီမှာဆိုဒီအထိထားပဲဆက်ဆွဲတဲဝါကြီးတစ်ဖက်ဖြတ်လိုက်မယ်ဟုတ်လားဒီမှာကွင်းလေးဖြစ်သွားတယ်ဆိုတော့နော်အဲ့တော့ဒီမှာဆိုအရေးကြီးတဲ့ဟာပါလဲဆိုလို့ရှိရင်ဒီမှာထာမကိုရခိအရေးကြီးရဲ့ noun ဒီအရေးကြီးရဲ့ဘက်ကပါလဲဆိုထားပဲဆက်ဆွဲစားခိုင်းတယ်ပေါ့နော်အဲ့တော့ဒီအမျိုးသားတွေသူဘာလုပ်ခိုင်းလဲကျုပ်ကျော်စားခိုင်းတယ်ပေါ့နော်စားခိုင်းမလို့ရှိရင်တော့အိုရှိခါဆိုတော့ပြန်မေးတယ်ပေါ့အဲ့လိုမျိုးမေးတဲ့ထာဇွန်နဲ့တို့အတတခါနာဖူတိုရီခွဲတာခဲ့တဲ့အဲ့လိုမျိုးတို့မေးမြန်းနဲ့နှွေးထွေးတဲ့အတန်ပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီဒီအထိမှာကျွန်တော်တို့အရေးကြီးတဲ့နောင်ငါဘာဖြစ်မလဲဆိုလို့ရှိရင်ခိုရဲပေါ့နော်အရေးကြီးတဲ့ဘက်ကတော့ပါလာဆိုမပါလာဘူးပြီးလို့ရှိရင်တခြားသော adjective တွေ adverb တွေအရေးကြီးတဲ့ adverb ညနေထားကိုကျွန်တော်တားလို့ရတယ်ဒီကောင်လေးထာဇွန်နဲ့တို့ကိုတားလို့ရတယ်နော်သူ့ကိုမေးတယ်ပေါ့အရသာရှိလားဆိုပြီးသူပြန်မေးတယ်အဲ့လိုမျိုးမေးတဲ့အတန်ပေါ့နော်ဒါမျိုးအဲ့အတန်ကိုပဲဒါခဲဆိုတာလေးပါတွေ့လားမသိဘူးအဲ့ဒါကြတော့ဒါ adverb ပေါ့နော်သူ့ဝိုင်းပေးလိုက်တယ်ကျွန်တော်တို့ကဟုတ်လားအဲ့တော့ဒီလိုမျိုးသူ့ကိုလှမ်းပြီးတော့မှမေးတဲ့အတန်ဒါလည်းဖြစ်ပါတယ်ပေါ့အဲ့တော့ဒီဝိုင်းသားလေးတင်ပြီးဖတ်ကြည့်မယ်ဆိုအဆက်ရှိနေသေးတယ်အဆက်မိအောင်ပြန်လုပ်လို့ရတယ်အဲ့တော့ငယ်ရွယ်ခဲ့တဲ့ကျွန်တော်အတွက်ဘာဖြစ်လဲဆိုရင်အဖိုးအဖွားရဆိုင်မှာပေါ့နော်ရှိနေတဲ့အမျိုးသားကြီးကသူ့ကိုကြိုးကြော်စားခိုင်းတယ်ပြီးလို့ရှိရင်အရသာရှိလားဆိုပြီးတော့မှသူ့ကိုမေးတဲ့အတန်ကိုဒါလည်းဘာဖြစ်လဲဆိုလို့ရှိရင်တော်မှာမှတ်မိနေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဟုတ်လားဒါမျိုးကိုပဲသူကသိနေတယ်ပေါ့ဟုတ်ပြန်ပြီးတော့မှအဆက်ရှင်းအောင်လုပ်လို့ရတယ်တွေ့လားအဲ့လိုမျိုး line တားလိုက်ခြင်းဝိုင်းလိုက်ခြင်းအဖြစ်အရေးကြီးတဲ့အချက်လက်တွေကိုသိသွားမယ်ဒါဆိုလို့ရှိရင်အဆက်ပြီးအောင်ပြန်ချိတ်လို့ရမယ်ဒါဆိုကိုကဖတ်တဲ့အခါမှာပို့ပြီးနားလည်မယ်အဖြေမှန်နဲ့ပုံနေစက်မယ်ဒါမျိုးပုံစံမျိုးပေါ့နော်ဟုတ်โอเคဒါဆိုလို့ရှိရင်အောက်ကမေးခွန်းမှာမှန်တဲ့ဟာပါလဲပေါ့နံပါတ်1ဖတ်ကြည့်အောင်祖父は自分の店で私を抱いてよく卵焼きを食べさせてくれたအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဖတ်လိုက်ပြီဆိုလို့ရှိရင်အဖြေကိုဘလူးဖတ်တာမဟုတ်ဘဲနဲ့သူ့ကိုလည်း line တားလို့ရပါတယ်เนาะအဲ့တော့ဒီစာသားမှာဆိုလို့ရှိရင်အရေးကြီးတဲ့noun ကပါလဲဆိုလို့ရှိရင်အရေးကြီးတဲ့ subject ဒါမှမဟုတ် noun တစ်ခုခုပေါ့ပါလဲဆိုရင် 祖父ပေါ့เนาะဟုတ်လားအဖိုးပေါ့အရေးကြီးတဲ့ဘက်ကပါလဲဆိုဖတ်တယ်အဖိုးကဖတ်တယ်အဖိုးကဖတ်လိုက်တယ်ဆိုတော့အဲ့ဒါကြီးကမှားနေပြီဟုတ်တယ်မလားเนาะဒီမှာဘယ်သူကဖတ်တာလဲပြန်ကြည့်လိုက်ဒီလူကြီးကဖတ်တာပေါ့နော်ဒီလူကြီးကဒီအဲ့ဆိုင်မှာခံထားတဲ့အမျိုးသားကြီးအကြောင်းကျွန်တော်တို့ကပြောနေရလေဟုတ်တယ်မလားအဲ့တော့အဖိုးကဖတ်တယ်ဆိုတာမဖြစ်နိုင်ဘူးနော်မှားသွားပြီနံပါတ်1ကနံပါတ်2က私は幼かったのでကျွန်တော်ကငယ်တာကြောင့်မို့လို့その男の人のことをはっきりとは思い出せないအဲ့အမျိုးသားအကြောင်းသိချာမသိဘူးပေါ့အဲ့တော့သူ့ရဲ့စာသားအသွားလာရကြည့်မယ်ဆိုလို့ရှိရင်သူမှတ်မိတာဒီကိုဝဲတာခဲ့တဲ့အားတို့ဒီအတန်ပဲမှတ်မိတော့တယ်ဆိုတော့ကျွန်တဲ့ဟာမှတ်မိလားဆိုတော့မမှတ်မိတော့တခြားမသိတော့ဘူးပေါ့ဟုတ်ပြီနော်နံပါတ်2ကဖြစ်နိုင်ခြေရှိတယ်အဖြေကနံပါတ်2ပါရမယ်နော်ဒီမှာကျွန်တော်ကဒါလက်တွေ့မလုပ်လဲဆိုလို့ရှိရင် line တားပြီးဖတ်တဲ့ပုံစံဝိုင်းပြီးဖတ်တဲ့ပုံစံကိုပြသလိုက်တာပါဟုတ်ပြီနော်အဖြေဖတ်တဲ့အခါမှာလည်းမနှဆန်တော့တခြားလေးသတိထားပြီးတော့မှဒါဖတ်စေချင်ပါတယ်ဘာလို့လဲဆိုတော့တချို့ကစာပိုက်ကိုပဲပို့ပြီးအာယုံဆိုင်ဖတ်တယ်အဖြေဖတ်တဲ့အခါကျဒါဖြစ်ကြတာဆန်ဖတ်တယ်ပဲပြောရမှာပေါ့နော်အဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်အဖြေရဲ့ဆိုလို့ချင်းကိုသဘောမပေါက်ပင်နဲ့မှရွေးတာမှားသွားတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့အဖြေကိုလည်းတခြားဖတ်ဖို့အတွက်မေတ္တာရက်ခံပါတယ်နော်အဲ့โอเคဒါဆိုဒီနေ့ဗီဒီယိုကဒီနေ့ဒီလောက်ပါပဲเนาะတခြားမရှင်းတာရှိလို့ရှင်ကျွန်တော်တို့ဒီ group ထဲမှာမေးလို့ရပါတယ်ဟုတ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်เนาะဒီနေ့အမှန်တကယ်တော့ဒါဗီဒီယိုကတောက်ကြနေညတည်းကတင်ရမှာပေါ့เนาะဒါပေမဲ့နည်းနည်းလေးနောက်ကျသွားပါတယ်ဆိုမှဆင်ပါပြီးတော့တနင်္ဂနွေနေ့ဆိုရင်မနေ့ဖြန်အတွက်ကတော့ကျွန်တော်တို့ဒါဗီဒီယိုကမတင်ဖြစ်သေးပဲနဲ့ခဏနားထားပါမယ်ပြီးလို့ရှိရင်တနင်္လာနေ့ကျလို့ရှိရင်ပြန်ပြီးတော့မှတင်ပေးပါမယ်เนาะဟုတ်じゃあありがとうございました